Hello ပေးတဲ့မျိုးတွေမင်္ဂလာညချမ်းလေးပါခင်ဗျနော်ညနေကနည်းနည်းလေးပျော်တယ်ဗျာနော်ပျော်တယ်ဆိုပေမဲ့commentတွေဖတ်ပြီးသွားရင်တိတ်မပျော်တော့ဘူးသိလားဘာလို့မပျော်တော့ဘူးလဲဆိုရင်မျိုးတွေကနော်အမှမတွေးလို့တတရေးဘယ်မှာရှာမှမသိဘူးနော်မမြင်လို့မရဘူးဆိုတဲ့အမျိုးတွေလည်းတွေးတယ်ရရင်ဗျာကျွန်တော်ဖန်နေကျွန်တော်မျိုးတွေအကုန်လုံးကိုရသိချင်တာတယောက်မကြံဘူးသိရပါမရတဲ့လူကရမရတဲ့လူကမရနဲ့ဆိုတော့စိတ်မကောင်းလေရရင်တစ်ဖွဲလုံးရသိချင်တာ Telegram မျိုးတွေကတော့မမေးနဲ့ပြောင်းဆန်နေအောင်တိုက်နေရောပဲသိလားကျွန်တော်တို့ Telegram နဲ့မှဝင်ကြည့်လိုက်မျိုးတွေလူတန့်တယ်သူများ Telegram နေလို့ရေးချင်တိုင်းရေးပြောချင်တိုင်းပြောဆိုချင်တိုင်းဆိုဆဲချင်တိုင်းဆဲအဲ့လိုမျိုးပြောင်းဆန်နေရမဟုတ်ဘူးเนาะကျွန်တော်ရဲ့ Telegram ထဲမှာရှိတဲ့လူတွေကတော့သိမယ်ဗျာသိလားကျွန်တော်ထဲမှာရှိတဲ့လူတွေကဘယ်လိုပြောရမလဲဆိုရင်တကယ်လူကြီးလူကောင်းဆန်တဲ့လူတွေတယောက်နဲ့တယောက်မတည့်ဘူးဆဲတာဆိုတာဘာညာဆိုတော့မရှိဘူးသိလားတယောက်ကမသိလို့မေးဝိုင်းပြီးတော့ဖြေပေးတယ်သူတို့ချင်းချင်းနဲ့အားနေအမထိုင်ပြီးစကားပြောနေကြတယ်အဲ့လိုမျိုးကျွန်တော်တို့ဖွဲ့ကအရင်ပြောဖို့ကောင်းတယ်လေအ Telegram နဲ့ရလေသိလားကျွန်တော်မျိုးတွေကတကယ်ချစ်ဖို့ကောင်းတယ်သိလားကျွန်တော်ဘလောက်ပဲလွဲသိလားဘလောက်ပဲလွဲနေပါစေစိတ်မပြတ်ဘူးဗျာသိလားအဲ့လိုလူမျိုးတွေချစ်ဖို့ကောင်းတယ်အားကြောင့်သူတို့မရဘူးဆိုရင်ကျွန်တော်ကလည်းစိတ်မကောင်းသိလားကျွန်တော်လူတွေရနေတယ်သူတို့တွေရနေတယ်ပျော်နေတယ်ဟဲ့ဆိုရင်အဲ့ဒါလေးတွေကြည့်ပြီးတော့ကိုကပီတိဖြစ်နေရလေဒီလောက်ပဲကိုလူတွေရရင်ကနက်ထောက်ရတာတက်ကြွတယ်ဗျာတက်ကြွနေအလုပ်လုပ်ရတာပျော်တယ်ကိုလူတွေမရဘူးဆိုရင်လေထမင်းလည်းမစားချင်ဘူးအလုပ်လည်းမလုပ်ချင်ဘူးသိလားကနက်လည်းမရှာချင်တော့ဘူးနော်တကယ်တမ်းဆိုရင်လေဒီနေ့မနက်တည်းဒီကောင်းတွေဖင်ကွဲရပါမျိုးတွေကနော်ကျွန်တော်မှာကအမျိုးတွေသိမဲ့တိုင်းအလောက်ကတစ်ဖက်နဲ့လေဘလို့မှအဆင်မပြေနေတာနော်မနက်က3ည3နဲ့3ည8ကျွန်တော် story မှာတင်တာမျိုးတွေတွေ့တယ်မလားအဲ့ဒီကနန်းကိုကျွန်တော်လည်းဖင်စတော့နာပါနော်အနိကကြရင်တော့အောက်ခိုက်မယ်ဆိုပြီးတော့တင်ပေးမယ်ဆိုပြီးတော့ထားတာအဲ့ဒါကိုဘလို့ပြောရမလဲဆိုရင်ဒီဘက်မှာကနန်းတွေကတက်လာတော့အမိလိုက်ပြီးတော့ကုတင်နဲ့ပဲသိရမလားဒီဘက်မှာကဟောထိတ်နေထွက်ကောဒိုင်ကဟိုကမယူဒီကမယူဟောထိတ်နေကြီးတွေဟာတွေဆိုဒီကောင်းတွေကလုံးဝမယူအဲ့တော့ယူတဲ့တိုင်ကိုပို့မယူတဲ့တိုင်ကဟာပြန်ပို့ဟိုးပို့ဒီပို့နဲ့ကနန်းတွေကကြမ်းခဲ့ရှုပ်ရှက်တွေခိုက်ပြီးတော့ဘလို့တွေဖြစ်မှန်းကိုမနေ့ခွန်ကားထွက်တဲ့နေ့ပေါ့နော်ဟုတ်တယ်အင်္ဂါနေ့ရဆိုရင်ကျွန်တော်2500ကိုဆက်ရသေးတယ်အဲ့တော့ကိုရတဲ့ကော်မရှင်ကလိုက်ဆက်ရတာနဲ့ကုန်နေတာဗျာအဲ့လိုဖြစ်နေတာအမျိုးတွေကမနက်ကတော့အဲ့ဒီကနန်းနှစ်ကွက်ကိုကျွန်တော်ကလည်းနိကက်ကြမှာပြင်းခိုင်းမယ်ကွာဆိုပြီးကျွန်တော်ချမ်းထားပြီးတော့ဘယ်လိုပြောရမလဲဆိုရင်အရန်ကြိုက်တဲ့ကနန်းမျိုးတွေဆိုရင်ဟော့သွားမှာအရန်ကြောက်တယ်သိရမလားဟော့သွားမှာကြောက်တော့နည်းနည်းလေးဖဲထားပြီးတော့ကျွန်တော်လည်းအဲ့ဒါပြောရမယ်ကိုလည်းစိတ်တူပါတယ်မနက်ကတော့ဆိုဒါတစ်ဖွဲလုံးဗျာမနက်ညမနက်ပြောရမှာမိန်ကွက်တွေကြီးပဲရှယ်ပြောရမယ်ဟာကိုချမ်းထားပြီးတော့ကနန်းတွေတင်နေတာနောက်ပိုင်းဒီဘက်မှာကနန်းတွေတင်နေလုံးဝလူကလိုက်မမီတော့ကိုလူတွေလည်းစောစီကိုမတင်ဘူးတင်တဲ့ခါကျရင်ပြုံပြီးတော့ဖိနာကမပြုံလာတာအဲ့ဆိုတကယ်တမ်းကနန်းတွေတင်လာလဲတင်လာရောလိုက်ကူလို့မမီတော့ကျန်တဲ့ဟာကျန်ခဲ့တင်ပြတဲ့ဟာတင်ပြမတင်ပြတဲ့ဟာတွေနဲ့ရှုပ်ရှက်တွေခတ်ပြီးဘာလို့မှန်းမသိဘူးဒီဘက်ကိုလည်းလှည့်ပြီးတော့ပြောခြင်းတစ်ဖက်ကိုလှည့်လိုက်လို့ရှိရင်လည်းတစ်ဖက်ကအာယုံမရတော့ဘူးကျွန်တော်ခဏအပုံစံနဲ့စိုက်တာဗျဥမာကျွန်တော် Telegram ပဲဖြစ်ဖြစ် Facebook ပဲဖြစ်ဖြစ်ကနန်းလာရေးပြီးတင်ပြီးဟဲ့ဆိုတာနဲ့ကျွန်တော်ဒီဘက်ကဘယ်ဟာကိုတင်မိတယ်ဘယ်ဟာကိုမတင်ရသေးဘူးဆိုတော့ကျွန်တော်စဉ်းစားလို့မရတော့ဘူးတကယ်အဲ့ဒါဆိုတော့ကတစ်ဖက်ကိုမလဲရလှည့်တာနဲ့တစ်ဖက်မှာကလုံးဝတတိမိတ်ပြီတူတွေကလည်းဗာစောက်ကျင်လို့ကြံခဲ့တာတို့မေ့တာတို့ဆိုရင်တေချာပေါက်ထွက်လာနော်အဲ့ဆိုကိုလည်းမလဲရဲဘူးလေသိရမလားခဏဆိုက်ရတာကွာကိုဆိုက်ရပြီဆိုရင်ဘလူးမကိုသိရမလားဥဒဆိုက်ရလို့ဆိုပြီးတော့ကိုညီပေးတဲ့လူတရားမှမရှိဘူးလေကိုကနဲ့ကိုပဲခန်းရတာလေဟုတ်တယ်မလားအဲ့တော့ကိုအလုပ်ကိုလည်းကိုအာယုံဆိုက်လုံးမှရပါဟုတ်တယ်မလားအဲ့ဆိုတော့မျိုးတွေကမနက်ကကျွန်တော်လည်းအဲ့ဒါလာတင်တာနောက်ကျသွားတယ်လို့တကယ်တော်တော်ကြီးနောက်ကျသွားတယ်Telegram လူတွေတောင်မှရတဲ့လူကတိတ်မများဘူး Telegram တော့ရကြတယ် Telegram မှာတော့ဒါအစောဆုံးသူတို့တော့ပြောပြီးကမှဒီ Facebook မှာလာတင်Telegram ရတယ်ဆိုတာတော့မှ Telegram ကလည်းလူအစုံတော့မရပါဘူးသူတို့လည်းနောက်ကြတော့မမီတော့တဲ့လူကများတယ်လေကျွန်တော်ရှိမှထိုးတဲ့လူလောက်ပဲရကြတယ်ဘာလို့လဲဆိုတော့တချို့တိုင်နေစောကြီးပိတ်တာကိုကျွန်တော်က
52မိနစ်အထိတော့ကျွန်တော်ရောင်းတယ်လေအားဒါကြောင့်မို့ကျွန်တော်ရှိမှလာကစားတဲ့လူတွေကတော့အကုန်ပြီးသွားတာပေါ့โอเคเนาะအဲ့တော့နည်းနည်းပြောစရာလေးရှိလို့ဗျာအမျိုးတွေเนาะဘာပြောစရာရှိလို့လဲဆိုတော့ကအခုကဏ္ဍတစ်လုံးပဲကြံတော့တယ်เนาะကဏ္ဍတစ်လုံးပဲကြံတော့တယ်အဲ့တော့မနက်ကတော့3ပရိတ်အောက်မှာလေမြားပရိတ်ဖြစ်တဲ့10ပရိတ်မဝင်ပဲနဲ့3ပရိတ်ပဲပြန်ဝင်သွားတာအဲကြောင့်မနက်က3.3နဲ့3.8ကိုကျွန်တော်အနီးအဲ့ဒါတင်တာเนาะ3ပရိတ်အောက်မှာတကယ်တမ်းဆိုရင်သူ့ရဲ့ဘေးချင်းကလေမြားပရိတ်လာရင်မလာလို့ရှိရင်အပေါ်အောင်လာလေးရှိတယ်အမျိုးတွေကဟို9.8 3.3ဆိုတော့က3ပရိတ်เนาะ3ပရိတ်ပေါ်နဲ့အောက်နဲ့ဆင်းထားတယ်အဲ့ဒီအောက်မှာ10ပရိတ်ဝင်မလားလို့ကျွန်တော်တွေးမိတာပေါ့เนาะကျွန်တော်ကကဏ္ဍကိုတွက်ထားတယ်တွေးတာကိုပိုးကြိုက်တယ်မျိုးတွေတကယ်တမ်းဆိုရင်တွေးပြီးတော့သုံးသက်ပြီးကဏ္ဍပေးတာကမှန်တာများတယ်တွက်ပြီးပေးကြည့်10ချိန်မှတစ်ချိန်ဝင်ဖို့တော့မလိုဘူးတကယ်တမ်းပြောရရင်တွက်ထားရတယ်ဗျဟိုတွက်ပြီးတော့ထိုးပေးကဏ္ဍပေးတာနဲ့ထိုးကထွက်တာနဲ့တခြားစီဘာမှမဆိုင်ဘူးကြိုက်တဲ့လောက်တွက်ဗျသူတို့ထွက်ချင်တာထွက်တာတကယ်တမ်းတူးတီဆိုတဲ့အမျိုးကဟိုဘယ်လိုပြောရမလဲတွေးတက်ရမယ်နောက်ပြီးတော့ကဏ္ဍဆင်းတဲ့အလုံးရည်တွေကြည့်ရမယ်နောက်ပြီးတော့ဘယ်အလုံးကဘယ်နှခါစိတ်မြအဲ့လိုမျိုးတကယ်တမ်းပြောရမယ်ဆိုရင်များတွက်ထားကမိဖို့မလွယ်ဘူးအတွေးခွင်ရမိုက်တာကျွန်တော်တူးတီစပေးတယ်ကနေ့ချိန်တီးပဲကျွန်တော်တွေးပြီးတော့ပေးတာပဲများတယ်အတွေးသမားအားနေတွေးတာလေတွေးပြီးတော့ပေးတာနော်မနက်ကလည်းဒါ3.3နဲ့3.8ကဒါပြောရမယ်ဆိုရင်ဒါအတွေးဆိုင်ပေါ့နော်ဒီညက်နေတဲ့အတွေးဆိုင်ပေါ့တကယ်တမ်းပြောရင်ကျွန်တော်စိုက်ခွင်အကြောင်းခွင်ကောင်းလို့ရတာမဟုတ်ဘူးတွေးပြီးတော့ပဲပေးတာပါနော်ကျွန်တော်အတွေးသမားအားနေတွေးတာအားနေဟိုတည်မှာစာအုပ်ကိုကြည့်ပြီးအဲ့ဒါဒီလိုလေးမောစိတ်မွေးလေးပို့ပြီးထိုင်းပြီးတော့တွေးပြီးကြည့်နေတာတော့အခုလဲကျွန်တော်နည်းနည်းတွေးကြည့်တာဗောနော်နည်းနည်းတွေးကြည့်အောင်မယ်ဟိုတွက်တက်ဖို့မလိုဘူးမျိုးတွေကတွေးတက်ဖို့ပဲလိုတယ်အဓိက3တက်ထက်တက်လို့ရှိရင်ရပြီနော်အဲ့တော့နည်းနည်း3တက်ကြည့်အောင်နော်မျိုးတွေသူ့အပေါ်မှာနော်ခဏလေး9.8 3.3เนาะ9.8 3.3ဆိုတော့3ပရိတ်အပေါ်2ပင်ရှိနေတယ်เนาะဒီညက်နေ3-9ထွက်ထားတာဆိုတော့အမျိုးတွေခဏတစ်ချက်မှလား30ပဲဖြစ်ဖြစ်3.3ပဲဖြစ်ဖြစ်ဘယ်လို10ပြေးမျိုးပဲလာပေါ့เนาะလာပြီဆိုတာနဲ့နောက်မှာ6အပိတ်လိုက်လေရှိတယ်မျိုးတွေအဲ့တစ်ချက်ကိုမှတ်ထားပါเนาะညနေကကျွန်တော် comment မှာရေးပေးတာတွေ့မှာမျိုးတွေ6တလုံးကြိုက်တယ်လို့9ကလာမယ်ဆိုရင်အပိတ်ပဲလာရမယ်เนาะလို့အဲ့တော့38ထိန်းနေဆိုတော့ကပြီးနေပြီကျွန်တော်က3.3ကိုပိုးကြိုက်တာတကယ်တမ်းဆိုရင်လေ39ထက်33ကိုပိုးကြိုက်တာဘာလို့ဆိုဒီပုံစံခဏခဏမြင်ဘူးနေတယ်မျိုးတွေကမြင်ဘူးနေတာဆိုတော့ကျွန်တော်က3ဘူးကိုကြိုက်တာပြောမှဆို3ထိပ်ကိုပိုးကြိုက်တာဖြစ်တယ်တော့39နဲ့3ဘူးကိုတင်ကွက်လောက်ဖြစ်သွားတာဒီညနေ39ထွက်တာဆိုတော့เนาะ39ထွက်တာဆိုတော့ခဏလေးเนาะနှစ်ပရိတ်ခွန်ပရိတ်စင်းပြီးတိုင်းမှာနှစ်ခွန်လုံးပိုင်းထိမထိဘရိတ်နှစ်ခွန်ကကျွန်တော်တို့ formula ဟုတ်တယ်မလားအဲ့တော့နှစ်ခွန်1ချိန်နှစ်ခွန်1ချိန်မှာကျွန်တော်တို့နှစ်ကကြံသည်ဟုတ်တယ်နော်နှစ်ကကြံသည်နော်ဟုတ်တယ်နှစ်တစ်လုံးပဲကြံတော့တာโอเคအဲ့တော့ကျွန်တော်နည်းနည်းတစ်ချက်ပြောပြမယ်နော်တနင်္လာနေ့မနက်မှာထွက်ထားတာကညအောင်မနက်ကအပူးတွေကြီးပဲနော်အပူးနဲ့စပြီးအပူးနဲ့ပြန်ပိတ်မလားမသိဘူးသိလားမျိုးတွေအဲ့တစ်ချက်နည်းနည်းစိတ်ပူစရာရှိတယ်မနက်ဖြန်ကတော့ကျွန်တော်တို့စုပ်ပြီးလုပ်လို့မရဘူးနောက်ဆုံးနေ့ဖြစ်တဲ့အတွက်ကျွန်တော်တို့ပြင်းပြေလေးထိုးပြီးတော့နှံ့မှရမယ်နော်အဲ့တော့တစ်ချက်ပြောဦးမယ်နော်မျိုးတွေတနင်္လာနေ့မနက်မှာ6ပူ3.3ညနော်ညနေပိုင်း3.3ညမနက်ပိုင်းက6အဲ့ဒီမှာ3ညမြူးနေတယ်6ကလုံးဝပြန်မဆင်းလာသေးဘူးနော်လုံးဝပြန်မဆင်းလာခဲ့သေးဘူးပြီးခဲ့တဲ့တစ်ပတ်ကဆိုရင်48မှာ8ကလှည့်ပတ်ဆင်းပြီးတော့4မဆင်းဘူးအဲ့ဒီမဆင်းတဲ့4ကတောက်ကြာနေညနေပိုင်းကြာမှာထွက်သွားတာလေကျွန်တော်တို့43နဲ့2ဟုတ်တယ်မလားပြီးခဲ့တဲ့တစ်ပတ်43ကကျွန်တော်တို့2ကွက်လေအပိတ်ညက်နေလေဟုတ်တယ်မလားအပုံစံအတိုင်းပဲဗျနော်တနင်္လာနေ့မနက်ထွက်ထားတာ6အဲ့ဒီ6ကလုံးဝပြန်မဆင်းလာသေးဘူးနောက်ပြီးတနင်္လာနေ့မနက်ထွက်ကနနှလုံးကတောက်ကြနေနေကုံလုံးပိုင်1ချိန်ဆိုတော့66ဆိုတော့6တလုံးပေါ်မနက်ဖြစ်ကနေကုံလုံးပိုင်ရနော်အဲ့တော့ပျောက်သီးက2တလုံးဆိုတော့က3ပရိတ်အောက်မှာလေမရပရိတ်ဝင်မယ်ဆိုရှင်အတွေးကွင်းနဲ့ချိန်ကြည့်မယ်ဆိုရင်တော့26တကွက်ကတော်တော်လေးမနှက်ကြရင်မိုက်နေတယ်ဗျာသိလား26တကွက်တော်တော်လေးမိုက်နေတယ်နော်နှစ်ပရိတ်ခွန်ပရိတ်စင်းပြီးတိုင်းနှစ်ခွန်လုံးပိုင်းထိမထိရင်ပရိတ်နှစ်ခွန်ဖြစ်တဲ့အတွက်နော်26တကွက်ကတော်တော်လေးလှနေတယ်ပြောရမယ်မျိုးတွေကနော်26တကွက်ရယ်နောက်ပြီးတော့3ပရိတ်အောင်3ပရိတ်ပဲပြန်ဝင်မယ်ဆိုရင်တော့21ပေါ့နော်
ဟုတ်တယ်နော်21နောက်နှစ်ကွက်ကတော့ခွန်1နဲ့ခွန်6ပေါ့နော်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျွန်တော်တို့နှစ်ပရိခွန်ပရိဆင်းပြီးတိုင်းနှစ်ခွန်ထိထိမထိပရိနှစ်ခွန်ဖြစ်နေတဲ့အတွက်ကြောင့်နော်ပရိဖြစ်နေတဲ့အတွက်ကြောင့်ခဏလေးနော်ဒီပေါ့နော်ခွန်1နဲ့ခွန်6ကတော့အရန်သမားလေးမထင်နဲ့နော်ဒါကတော့ဟိုအတွေးကွင်းနဲ့တွေးတဲ့ဟာလေးကိုနည်းနည်းသုံးသပ်ပြတာပါနော်မနှက်ကြမှာကျွန်တော်ကနန်းအောင်တေချာစီးပေးမယ်တကွက်တီးတဲ့အုပ်ရမယ်ဟာတော့26ကိုတော့ကျွန်တော်အုပ်ဖို့နည်းနည်းစဉ်းစားတယ်ပေါ့နော်26ကလေးကိုတော်တော်လေးကြိုက်နေနောက်တစ်ချက်ကအပူးနဲ့စထားတဲ့အတွက်အပူးနဲ့ပိတ်မှာလားအဲ့တစ်ချက်တွေးစရာရှိတယ်အပူးနဲ့ပိတ်မယ်ဆိုရင်ကြံသီးကိုအပူးနဲ့ချပေးလာမယ်ဆိုရင်တော့22တကွက်ရှိတယ်အဲ့တော့မနက်ကိုကျွန်တော်တို့တီးတဲ့သမရမယ်ကဏ္ဍနှစ်ကွက်ကတော့2နဲ့6ကိုတော့ကျွန်တော်တို့နည်းနည်းတော့ကစားလိုက်မယ်အများကြီးတော့စုပ်မလုံးနဲ့เนาะအပိန်းနေရောက်နေပြီအများကြီးလုံးလို့မဖြစ်ဘူးเนาะဒါကဒီညနေဒီညတွေ့တဲ့မြင်တဲ့ဟာလေးကိုဒါနည်းနည်းကြိုးပြီးတော့သုံးသက်ချက်အနေနဲ့လာပြောတာပါเนาะဟုတ်ပြီเนาะမျိုးတွေ formula တော့နှစ်ပရိခွန်ပရိဆင်းပြီးတိုင်းနှစ်ခွန်လုံးပိုင်းထိမထိပရိနှစ်ခွန်ဆိုတော့နှစ်ခွန်1ချိန်ဟုတ်တယ်เนาะကြံသီးရနှစ်တလုံးကြံနေရအပေါ်မှာပြန်မဆင်းလာသေးဘူး6တလုံးအဲ့တော့26ခွန်6ဟုတ်တယ်မလားเนาะ26ခွန်6ဆိုလို့ရှိရင်26နဲ့ခွန်6မှာ26ကိုပိုးပြီးတော့ကြိုက်တယ်ခွန်6ကိုတိတ်တော့မကြိုက်ဘူးเนาะ3ပရိအောက်3ပရိ2ပင်တန်းနေတဲ့အတွက်အောက်မှာ10ပရိဝင်မယ်ဆိုရင်တော့81ပေါ့เนาะ81เนาะအဲ့တော့26ရယ်22ကယ်ကိုကျွန်တော်တို့နည်းနည်းတင်ကွက်အနေနဲ့သုံးပြီးတော့ခွန်1နဲ့ခွန်6ပေါ့เนาะခွန်1နဲ့ခွန်6ကိုတော့ကျွန်တော်တို့ဇရာကြီးလေးကာထိုးမယ်ပေါ့เนาะအဲ့လိုစဉ်းစားထားတယ်ပေါ့เนาะ6ကယ်2ကယ်ကိုကျွန်တော်တို့တင်ကွက်အနေနဲ့သုံးပြီးတော့ခွန်1နဲ့ခွန်6ကိုတော့ကျွန်တော်တို့ပေါ့เนาะရန်ကွက်အနေနဲ့သုံးမယ်နောက်တစ်ခုကဒီတစ်ပတ်ထဲမှာ3ညမြူးနေတာ3ညမြူးနေတာမြူးလုံးနဲ့ပျောက်သီးနဲ့တွဲပြီးချလာမှာလားအဲ့တစ်ချက်လေးစဉ်းစားတယ်အရှိတယ်ကွာအမျိုးသီးနဲ့ပျောက်သီးတွဲချလာမယ်ဆိုဗရိတ်တူဗရိတ်အနေနဲ့20တကွက်ဆိုတာလည်းမိုက်တယ်ဘာဖြစ်လို့သူ့အပေါ်မှာ3ည3ဖြစ်နေတဲ့အတွက်3ညရှိနေတဲ့အတွက်ဗရိတ်တူဗရိတ်အနေနဲ့မြူးသီးနဲ့ပျောက်သီးတွဲလာမယ်ဆိုရင်တော့20တကွက်ရှိတယ်အားလုံးပေါင်းဘယ်နှကွက်ဖြစ်သွားမလဲဆိုရင်ခွန်1ခွန်6เนาะ20 3ကွက်ဟုတ်တယ်เนาะ26တကွက်ကောင်နှစ်ပူးတကွက်လဲဆိုအားလုံး9ကွက်တော့ရှိတယ်ဒါကအတွေးဆိုင်နဲ့ထုတ်ထားတဲ့ခဏလေးတွေပေါ့နော်သေချာတော့မကြည့်ရသေးဘူးเนาะဒီညအတွက်နည်းနည်းကြိုတင်သုံးသက်ပြီးတော့ဒါထုတ်ထားတဲ့ဟာလေးဖြစ်တယ်ပေါ့နော်အများကြီးတော့မလုံးနဲ့เนาะထိန်းလို့ပါเนาะပြီးတော့လိုက်ကင်တာကိုလည်းထိုးလွဲတာမျိုးတွေရှိတယ်เนาะအဲ့ဒါကြောင့်မနေ့တော့ဗီဒီယိုမှာကျွန်တော်မှားခဲ့သေးရမလားမှန်နေရဆိုပြီးတော့စူပရီလိုက်မလုံးနဲ့เนาะမျိုးတွေလို့ကျွန်တော်ပြောခဲ့တယ်မလားเนาะစူပရီလုံးလို့မရဘူးဒီအလောက်ကအပိုင်းဆိုပြီးတော့တွေးပြီးတော့စော်လို့မရဘူးအပိုင်းဆိုတာမရှိဘူးเนาะအပိုင်းဆိုတာရှိနေဒိုင်းဆိုတာလည်းရှိလာမှာမဟုတ်ဘူးဟုတ်တယ်မလား 2D 3D မှာဆရာဆိုတာလည်းမရှိဘူးเนาะကျွန်တော်လည်းဘာဆရာကြီးမှမဟုတ်ကျွန်တော်ဆရာလည်းမခေါ်နဲ့เนาะကျွန်တော်ဘာဆရာမှမဟုတ်ကျွန်တော်နာမည်ခေါ်ရင်ရပြီเนาะကျွန်တော်လည်းလွဲကျင်လွဲမှာပဲလေဟုတ်တယ်မလားအချိန်တိုင်းတော့မှန်မနိုင်လေဘိုးတော်မှာမဟုတ်တာဟုတ်တယ်မလားကျွန်တော်ကတော့အချိန်တိုင်းမှန်ကျင်တာပေါ့ကျွန်တော်မျိုးတွေကို10ချိန်မှာ10ချိန်လုံးပေါက်စီကျင်တာဟုတ်တယ်မလားเนาะโอเคဒါလေးပြောချင်လို့ပါပြီလေဒါလေးမိုက်တယ်မျိုးတွေဒီကောင်းလေးလေအိုးဒီကောင်ဟိုဟာတွေအများကြီးပဲပါတယ်100ရာခိုင်နှုန်းတော့တက်လို့ရတယ်အေးနေရပဲโอเคเนาะဒီလောက်ပါမျိုးတက်တာ